အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ခိုင်ကိုဖူကူရှိရဲ့ဒီကိုကိုရိုတိုခါရာဒါနော်ရှိကူမီအခန်းထဲကရှီနိုတေဂီဆိုတဲ့အခန်းကိုအနည်းချုပ်အနေနဲ့လေ့လာကြရအောင်နော်ရှီနိုတေဂီတေချင်းတရားရဲ့တမတ်ချက်ပေါ့နော်ပထမဆုံးအနေနဲ့ကျတော့ no ရှိသွားအုံနောက်တည်ရပါတော့အုံနောက်ကနေစတည်တာ no ဆိုပြီးတဲ့နော်ဟိုဒီနာကနာတာချောတိုင်ပေါ့နော်ဒီအုံနောက်တစ်ခုလုံးကအလုံးမလုံးတော့အဲကြောင့်မို့သူကတည်သွားပါတော့အဲကနေစတည်ရဲ့နောက်တစ်ခုကကြတော့သူဆိုဆန်ရှိရုပ်တည်တည်ရပါတော့健康の人が、予期せず急死するပေါ့နော်သူကဒီပုံမှန်ကျန်းမာတဲ့လူတစ်ယောက်ပဲသူမျောလိမထားပဲနဲ့မျောမှန်းမထားပဲနဲ့သူကရုတ်တရက်ကြီးတည်သွားတာပေါ့နော်အဲ့ဒါကိုသူစဆန်ရှိရုတ်တရက်တည်ရလို့ခေါ်တယ်ပေါ့နော်သူကကြတော့ဒီဂိုင်းရှိကဖူကူမနိုင်ပေါ့နော်သူက accident ဖြစ်တာတို့တခုခုပေါ့နော်ဟိုလူထိုးတက်တာတို့အဲ့လိုမျိုးမဟုတ်ပဲနဲ့ဒီသူကသူပေါ့နော်ရုတ်တရက်တည်သွားတာကိုဒီလို့ခေါ်ပါနော်ဒီသူစဆန်ရှိလို့ခေါ်တယ်နောက်တစ်ခုကဆွန်ကန်ရှိပေါ့နော်ဒါကြတော့သူကတဘာဝအတိုင်းတည်တာပေါ့နော်ခါကျော်နော်အမေချီရီယိုဆေဆရှိစင်နာရှိစရူပေါ့နော်ဒီသူကဒီအလွန်အကျွံအသက်ဆွဲဆန့်စေတဲ့ဟာကိုမလုပ်ဘဲနဲ့ဒီတဘာဝအတိုင်းတည်တာပေါ့နော်ဥပမာဘာလို့အစာမစားနိုင်ဘူးဆိုလို့ရှင်လဲဒီပိုက်အစာပိုက်တွေပါလည်းမသုံးအောက်ဆီဂျင်တွေပါလည်းမသုံးပေါ့နော်ဥမာဒီဘာလဲရုတ်တရက်တတိမေးဒါတို့ပါလို့ဘာလို့မူလဲဒါတို့ဘာလို့ဖြစ်လို့ရှင်လဲနှလုံးမခုန်တာတွေပါဖြစ်လို့ရှင်လဲဒီ CPR တို့ဘာလို့လည်းမလုပ်ဘူးเนาะဒီသူတေးမယ်ဆိုလို့ရှင်လဲဒီတဘာဝအတိုင်းပဲပြီးတိလိုက်တာကိုသူကဒီစွန်ကန်ရှိလို့ခေါ်တာပေါ့เนาะနောက်တစ်ခုနံပါတ်4မှာကျတော့ဆက်ကျုတ်ကုတက်ကီအန်ရာကုရှိပေါ့เนาะဒါကျတော့သူတက်တောင့်တက်တာတည်တဲ့နီလန်ပေါ့เนาะ本人の希望で、致死量の薬物投与を受けるပေါ့နော်ဒါကြတော့သူ့ရဲ့စန္ဒအလျောက်ပေါ့နော်ဒီတည်စေတဲ့ဆေးကိုဒီထိုးခြင်းကိုသူကလက်ခံလိုက်တာပေါ့နော်ဥမာသူကမခံစားနိုင်တဲ့ဟိုယောဂဝေဒနာတစ်ခုခုဖြစ်တာတို့ဘာတို့ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှင်ဒီသူမနေချင်တော့ဘောတည်ချင်တယ်ဆိုလို့ရှင်ဒီတည်စေတဲ့ဆေးကိုသူကထိုးခိုင်းပြီးတော့တည်စေတာပေါ့နော်အဲ့လိုမျိုးသူကတည်လိုက်တာပေါ့နော်နောက်တစ်ခုကကြတော့နှလုံးနဲ့တရားရှင်ဆိုရှိပေါ့နော်သူကနှလုံးကြောင့်တည်တယ်ဆိုတော့ဒီရှင်ဆိုကတဲရှိဆိုလို့ပေါ့နော်ဒီနှလုံးကရက်တန်သွားတယ်နောက်တစ်ခုကကျတော့ဂျီဟတ်စုကိုကျူနော်တဲရှိပေါ့နော်ဒီသူကဟိုကိုဒီအသက်မရှူနိုင်တော့ဘောနော်နောက်တစ်ခုကကျတော့ဒိုကိုစန်တိုင်သူကမျက်လုံးအိမ်ကျဲတယ်ဒီနှလုံးကြောင့်တည်တဲ့ဟာတွေကကြတော့ဒီနှလုံးကရက်တန့်သွားမယ်ပြီးတော့သူကအသက်မရှူနိုင်တော့ဘောနော်နောက်တစ်ခုကကြတော့ဒီတည်တဲ့ချိန်မှာဒီမျက်လုံးကပွင့်ရကြည့်တည်တာဘောနော်အဲ့ဒါကိုနှလုံးကြောင့်တည်ရဘောနော်အလုံးစင်ပြေကြပါစေဟိုတကယ်လို့မလုပ်ထားတဲ့ဗီဒီယိုတွေကိုမလုပ်ထားတဲ့ဗီဒီယိုတွေကမနက်ဆန်တို့အသုံးဝင်တဲ့အဆင်ပြေတယ်ဆိုလို့ရှိရင်အမလည်းပြင်ပန်းရချိုးနေအောင်လို့ပေါ့နော်အမရဲ့အကောင့်ကို like and follow လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးစင်ပြေကြပါစေအားလုံးကျေးဇူးတင်ပါတယ်